ရွှေရောင်တော့ဒါကြီးတို့သိတဲ့အတိုင်းပဲဦးဇင်းတို့မြေတားတုတ်တွေရုပ်ပြီးတော့နိုင်ငံလုံးဒီတဲ့ဆန္ဒပြကြတယ်ဒါလည်းပဲတရားပြမျိုးမေးဆိုရင်ကိုယ်နိုင်ငံကိုငြိမ်းချမ်းစေချင်တာပါပဲဘာလို့လဲဆိုကိုယ်နိုင်ငံကိုမငြိမ်းချမ်းအောင်လုပ်တာလဲစစ်အာဏာရှင်တွေဖြစ်တာစစ်အာဏာရှင်တွေကြောင့်ဦးဇင်းတို့ရဲ့နိုင်ငံဟာတစ်သလုံးမငြိမ်းချမ်းဘူးကိုယ်နိုင်ငံလူနိုင်ငံသားတွေကိုစောင့်ရှောက်အောင်စစ်တဲ့ကိုယ်တိုင်ကတတ်တယ်ဖြတ်တယ်ရက်ဆက်တယ်တရားစာတတ်မှန်တယ်များအကုန်လုံးခိုးတယ်လူတွေကကြားလေဆင်းရဲဒုက္ခတွေဖြစ်လာကြတယ်ဒီဆင်းရဲဒုက္ခတွေကလူမျိုးစေဖို့အတွက်နိုင်ငံရေးစနစ်တွေကောင်းမှုအတွက်အဲ့ဒီတုန်းကဦးဇင်းတို့ဆွေအောင်တန်ဃာတော်တွေတောင်းဆိုကြတာအဲ့ဒီတုန်းကသူတို့လောင်စာကြီးတွေမတရားညှင့်တင်လိုက်လို့ပြည်သူဒုက္ခရောက်လို့လောင်စာကြီးတွေချပေးပါပုံစံနှုန်းတွေချပေးပါခုနပြောတဲ့အကျဉ်းအောင်တွေမှာရှိနေတာတွေကိုလွတ်ပေးပါနိုင်ငံရေးကောင်းဆောင်တွေအလုံးတွေ့ဆုံပြီးတော့ငြိမ်းချမ်းရေးဖြစ်ရှင်းမှာဒါတွေကငြိမ်းချမ်းရေးတွေကိုပဲတောင်းဆိုကြတာဒီနေ့မှာပြောချင်တာပါလဲဆိုဦးဇင်းတို့နိုင်ငံကြီးယနေ့အထိပေါ့နော်အာနာသိမ့်ပိုက်တယ်အုပ်ချုပ်တယ်ဟေ့ဆိုတဲ့ကောင်းနေလဲကြည့်လိုက်ဗုဒ္ဓဘာသာတွေပဲဒါပေမဲ့မြေတားတုံးရွတ်ဆိုပြီးတော့လမ်းလျှောက်တာကိုသူတို့ကမကျေနပ်ကြဘူးနော်ရဲဆက်ဖြစ်စည်းတယ်တက်ဖြတ်တယ်နော်ခုနကပြောခဲ့တဲ့ပြည့်ရခတ်ဟဲ့နော်ဖြုတ်ခွင်းရတွေလုပ်တယ်အခုဒါကမ္ဘာရဲ့ငြိမ်းချမ်းရေးမှာရေးဆိုရင်ကြည့်လိုက်ဒါခရစ်ယာန်တွေနေတဲ့တိုင်းပြည်ကြီးပဲနော်ဒါပေမဲ့တောင်းဖြောက်ပြအားလုံးကအကုန်လုံးကြိုဆိုကြတာပဲဒါဟာငြိမ်းချမ်းရေးအတွက်လုပ်တာဟေ့ဆိုတာလူသားမှန်တယ်များကလက်ခံနေရပဲလူအသိစိတ်ရှိတဲ့လူမှန်တယ်များလက်ခံနေရပဲတို့တော်လည်းပဲတခါကြီးစဉ်းစားကြည့်လိုက်အခုကိုကဗုဒ္ဓဘာသာနိုင်ငံလိုလည်းပြောနေကြသေးတယ်နော်သူတို့လည်းပဲအများကြီးရွတ်ဆိုနေကြတော့မြို့ဘာသာတာနာဆောင်းချောက်ရေးလိုလည်းပြောကြသေးတယ်ဒါပေမဲ့ဒီမြေတားတုံးရုပ်ပြီးတော့ငြိမ်းချမ်းရေးတက်သွားတဲ့နော်ဘာမှလည်းလက်ထက်ပါတဲ့တန်ဃာတော်တွေလည်းမဟုတ်တဲ့သင်္ကန်းယုံပြီးကြွချီလာတာကိုရဲဆက်ပြစ်တက်တယ်ပြစ်ခတ်တယ်နော်ဖန်စီးတယ်ထောင်ချတယ်အင်မတန်မှဒါရက်ဆက်မှုတွေပဲနော်ဒါရွှေရောင်မှာဟေ့ဆိုရင်လက်လျှောက်တဲ့ဦးဇင်းတို့လည်းပါခဲ့တယ်နော်တခြားတွေတနိုင်ငံလုံးအများကြီးပါခဲ့တယ်ဒီဆရာတော်ကြီးဆိုရင်လည်းလမ်းလျှောက်ထဲမှာပါခဲ့တယ်လမ်းလျှောက်ထဲမှာပါလို့ကိုယ်တိုင်လည်းပဲဒါအရိုက်ခံရတယ်နော်ထောင်ချခံခဲ့ရတယ်ဒါရွှေရောင်နဲ့ပတ်သက်ပြီးဆရာတော်လည်းပြောပြပါအောင်ဟုတ်တင်ပါဗျာအဲ့တော့ခုဆရာတော်ဘွဲအမိတွေတပည့်တော်ချင်းနေပါဦးဗျာဦးဇင်းဘွဲကတော့ဥကောတိတာပါတင်ပါဗျာခုနေဦးတော်လန်ရတော့ဥကောတိတာတာမှောက်ပြီပေါ့တင်ပါဗျာသူတို့ရတော့ဦးဇင်းတို့ပြောမှဆိုလို့ရှိရင်ဒီအာနာရှင်မှန်သမျှတော့ဓမ္မကိုမလိုလားတဲ့ပုဂ္ဂိုလ်တွေတင်ပါဦးဇင်းတို့ကခုလှုပ်တာလဲဓမ္မအတွက်ခုဒီနိုင်ငံတကာခုအမေရိကန်မှာလမ်းလျှောက်နေတဲ့ဆရာတော်တွေလည်းဒါငြင်းချမ်းဖို့အတွက်ပဲဦးဇင်းတို့ဘုရားကလည်းပွင့်ခဲ့တယ်ငြင်းချမ်းဖို့ပဲပွင့်ခဲ့တယ်လူသားအလုံးကိုငြင်းချမ်းချင်တယ်အေးချမ်းစေချင်တယ်ဘုရားပွင့်တာလေဦးဇင်းတို့ဘုရားပွင့်တော်ရှိတယ်လို့မှလောကရစရိယညာတတစရိယဘောရတစရိယဆိုတာစရိယသုံးပါးကိုပြန်ကြည့်မှဆိုလို့ရှိရင်ဒါအားလုံးကဘာသူကဘာသားတွေအားလုံးငြင်းချမ်းဖို့အတွက်ပဲအဲ့ဒီငြင်းချမ်းဖို့ကတော့ကုလဲကုတီဆရာတော်တွေငြင်းချမ်းဖို့လမ်းလျှောက်တဲ့ဆိုတာဒါတကယ်လဲဦးဇင်းတို့ကြိုးဆိုပါတယ်တကယ်လဲလုပ်ရမယ်ဒါတကယ်လဲလုပ်ရမယ်ဆိုတာဦးဇင်းတို့ဒီကဘာကြီးကခုအားလုံးလဲမြင်တွေ့နေတာကဘာကြီးကတဖြည်းဖြည်းနဲ့ပူလောင်နေတာပူလောင်မှုကဆိုဒါငြင်းချမ်းမှုဖြစ်စေတာဦးဇင်းတို့ငြင်းချမ်းမှုကတော့အေးချမ်းတာပေါ့အေးဆေးမှုဖြစ်တာပေါ့ခုဒီဆရာတော်တွေလောက်တယ်ဆိုတာလေဒါအေးဆေးမှုဒါဦးဇင်းတို့ရဲ့ဘုရားတရားတော်နဲ့ကြည့်မယ်ဆိုရင်ဒါနိမလမ်းမှန်ပါပဲအဲ့ဒီဦးဇင်းတို့2000ရွှေရောင်တုံးကလည်းအားလုံးဦးဇင်းတို့နိုင်ငံကြီးကအပူတွေဖြစ်နေတာလေမငြိမ်းချမ်းတွေဖြစ်နေတာအားလုံးပြည်သူတွေဒုက္ခရောက်နေတာအဲ့ဒီဒုက္ခရောက်နေတဲ့အရာတွေကိုဦးဇင်းတို့ကငြိမ်းချမ်းဖို့အေးဆေးဖို့တိုင်းပြည်အေးဆေးဖြစ်ဖို့ဆိုပြီးတော့ဦးဇင်းတို့ရွှေရောင်မှာလည်း2000ရွှေရောင်ဒါအားလုံးကဘာသိပါပဲဦးဇင်းတို့လမ်းလျှောက်ပြီးတော့ပြခဲ့တာလမ်းလျှောက်ပြတယ်ဆိုတာဒါဦးဇင်းတို့ကမေတ္တာသုတ်ပါမေတ္တာသုတ်ဆိုတာအားလုံးကိုအေးချမ်းစေခြင်းငြိမ်းချမ်းစေခြင်းချမ်းသာတာဖြစ်စေခြင်းတာပေါ့အဲ့ဒါကိုခုနရှေ့ဆရာတော်မင်းတို့ညာဗုဒ္ဓတက္ကသိုလ်ပြောကိုသလိုပါပဲဦးဇင်းတို့ရဲ့နိုင်ငံအာဏာရှင်တွေဆိုတော့အာဏာရှင်ကဒီဓမ္မကိုမလိုလားဘူးငြိမ်းချမ်းမှုကိုမလိုလားတော့အဖက်ကနေပြီးတော့ဖိနှိပ်ပြီးတော့ဦးဇင်းတို့နှိပ်စက်တာပေါ့အကုန်လုံးနှိပ်စက်တော့အားလုံးဒီယဟန်တန်ဃာတွေထောင်ထဲကိုမရောက်တဲ့ဘဲနဲ့ရောက်တဲ့ယဟန်တန်ဃာတွေအများကြီးပါပဲဒါဦးဇင်းတို့တွေမဟုတ်အကုန်လုံးကတော်တော်များများရွှေရောင်မှာပါတဲ့အစပြောက်တဲ့တန်ဃာတွေဆိုဘလုံးမှဒီစင်းပြောက်တွေအများကြီးရှိတယ်ဦးဇင်းတို့လိုက်မမီတဲ့ဥစ္စာတွေအများကြီးရှိတယ်အဲ့ဒီရွှေရောင်ပြီးတော့လောက်ဦးဇင်းတို့ငမွေးချောင်းထဲမှာတဘာပြီးတဘာပေါ်လာတဲ့ဟာတွေလည်းအများကြီးပါပဲဒါတွေကတကယ်ကြတယ်ဒီအာနာရှင်မှန်သမျှတော့အားလုံးကမငြင်းချမ်းမှုကိုသူကလိုချင်တာပဲဦးဇင်းတို့ကကဘာကြီးကိုအားလုံးကငြင်းချမ်းစေချင်တာခုကဘာမှာလမ်းလျှောက်နေတဲ့ဆရာတော်တို့လည်းဦးဇင်းတို့ရဲ့အင်မတန်မှလည်းလေးစားပါတယ်အင်မတန်မှလည်းဦးထိတ်လည်းထားပါတယ်ဘာဖြစ်လို့ဆိုတော့ဒီလိုမျိုးလုံနိုင်ဖို့ကအရာရာကိုစွန့်လွတ်ခဲ့တာလေဥပမာဆရာတော်တစ်ပါးဆိုလို့ရှိရင်လည်းဒါတကားကြီးတို့မြင်တွေ့နေတဲ့အတိုင်းပဲသူကကားဝင်တိုက်လို့6တစ်ဖက်လောက်ဖြတ်ပြရတယ်ဒါဘာလို့ဆိုတော့အားစုကဘာကြီးကိုငြင်းချမ်းစေတယ်
ဒါဦးဇင်းတို့ဗုဒ္ဓရဲ့ဆန္ဒဖြစ်သလိုဦးဇင်းတို့ရဲ့ယဟန်တန်ဃာတွေရဲ့ယင်းရဲ့ဆန္ဒဘာသာတူတူမတူတူလူမျိုးတူတူမတူတူအားလုံးကအနှစ်ချုပ်မှဆိုရင်ငြိမ်းချမ်းမှုကိုဥတီတီတဲ့လူမျိုးတွေဘာသာတွေပါပဲအဲကြောင့်မို့ကိုငြိမ်းချမ်းမှုကိုဦးဇင်းတို့ကအလေးလဲထားသလိုဦးလဲထားပါတယ်တကယ်လည်းဖြစ်တဲ့အရာပါပဲ ရွှေဝါရောင်ကတော့ကျွန်တော်တို့မိတယ်ပေါ့ကောင်းကောင်းကျွန်တော်တို့အရွယ်ရောက်ပြီးကျွန်တော်တို့ចောင်းပြီး2နှစ်လောက်နေတော့ရွှေဝါရောင်ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဘာသာအယူအကုန်လုံးကဆရာတော်တွေကိုဝန်းရံကြတယ်ပေါ့နော်ကျွန်တော်တို့အစ္စလာမ်ထဲမှာလည်းဆရာတော်တွေကိုဝန်းရံခဲ့ကြတယ်ဝန်းရံလို့လည်းစစ်အုပ်စုကနေပြီးတော့ထောင်သွင်းအချင်းချခင်ခံခဲ့ရတဲ့ကျွန်တော်တို့ရဲ့ရဲဘော်ညီကိုတွေအများကြီးရှိပါတယ်ဆိုတော့အတွက်ကြောင့်ဒီကျွန်တော်တို့နားလည်တာကတော့ရွှေဝါရောင်သည်လည်းမေတ္တာတရားကိုဥထိပ်ပန်ဆင်ပြီးတော့ပြည်သူလူထုရဲ့ကြက်တဲနေမှုခက်ခဲနေမှုပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုသူတို့ရဲ့အကျိုးကိုเนาะကျွန်တော်တို့ရှေးမရှိပဲနဲ့ဆရာတော်တွေကပြည်သူမျက်နာကိုကျွန်တော်တို့ဥထိပ်ပန်ဆင်နဲ့ပြည်သူလူထုရဲ့လိုအပ်နေတဲ့ပြည်သူလူထုကအဲ့ကာလမှာအရန်ကြက်တဲနေပြီအရန်ကြက်တဲနေတာကိုငါတို့ကိုလှူနေတဲ့စွန်းကွန်းလှူနေတဲ့ပစ္စည်းလေးပါလှူနေတဲ့ငါတို့ရဲ့တပည့်တပန်းနေဒုက္ခရောက်နေပြီအလားတူပဲငါတို့နဲ့ဘာသာမတူတဲ့တိုင်းပြည်အတွင်းမှာရှိတဲ့ပုံကိုယ်တွေလည်းဒုက္ခရောက်နေပြီဆိုတော့အတွက်ကြောင့်ငါတို့မေတ္တာတုတ်ကိုရွတ်ပြီးတော့ပြောမယ်ဆိုရင်တော့အကျမ်းမဖတ်တဲ့နည်းကိုကျွန်တော်တို့ဆွဲကင်ပြီးတော့ဒါအာနာရှင်ကိုစန့်ကျင်တာပေါ့เนาะပြောမယ်ဆိုရင်အခုလက်ရှိဆရာတော်တွေလောက်တာလဲဒါပဲသူတို့ဘာမှအကျမ်းမဖတ်ဘူးဘာမှလည်းမပြောဘူးဘာပေးပါပညာပေးပါလည်းမပြောဘူးသူတို့မေတ္တာနဲ့ပဲဒါကျွန်တော်တို့လမ်းလျှောက်တယ်အလားတူပဲ2000ခုရွှေဝါရောင်ဆရာတော်တွေလည်းဒါပဲလုပ်ခဲ့ကြတာပဲအကျမ်းဖတ်တာလည်းမပါဘူးနော်တောင်းဆိုတာလည်းမပါဘူးမေတ္တာတုတ်ပဲရွတ်တယ်ဆိုတော့အတွက်ကြောင့်ဒါဟာပြောမယ်ဆိုရင်တော့2000ခုကဆရာတော်ကြီးတွေကလည်းဒီပုံစံအတိုင်းပဲပြုလုပ်ခဲ့ကြတယ်ဒါပေမဲ့ပုံစံတချို့ဟာလေးတွေကွဲတော်ညာလဲရည်ရွယ်ချက်တွေကတော့ကျွန်တော်ထင်တယ်အတူတူပဲဖြစ်ကြပါလိမ့်မယ်ဒီဆရာတော်တွေကတော့ကဘာမှာရှိတဲ့ပြည်သူအားလုံးကိုလိုအပ်နေတဲ့ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်တယ်အလားတူပဲ2000ခုကကျွန်တော်တို့ဆရာတော်ကြီးတွေကလည်းမြန်မာနိုင်ငံကြီးမှာအင်မတန်မှအရေးတကြီးလိုအပ်နေတဲ့ငြိမ်းချမ်းရေးလွတ်လပ်ရေးလူအခွင့်အရေးနဲ့ပြည်သူလူထုရဲ့ကြက်တဲနေမှုတွေကိုသူတို့ဟာအဲ့ဒီပြဿနာတွေကိုခါးစည်းခံပြီးတော့ထောင်ချခံပြီးတချို့ဆရာတော်တွေဆိုတပ်ဖြတ်ခံပြီးတော့စစ်ဖက်နဲ့အကန်ခံပြီးတော့မေတ္တာတို့ရုပ်ခဲ့ကြတာဖြစ်တဲ့အတွက်အဲ့ဒီခေတ်ကမှာနော်ရွှေဝါရောင်မှာပါခဲ့တဲ့ဆရာတော်တွေကိုလည်းဒီနေရာကနေဘာသာမတူတော်ညာလဲအလေးဟုတ်ကျွန်တော်ဒီကတော့တွေ့ဘူးပါတယ်နော်အဲ့ချိန်တုန်းကကျွန်တော်တို့ဗမာမြန်မာပြည်မှာပဲကျွန်တော်လည်းရန်ကုန်မှာပေါ့ရန်ကုန်မှာဆိုတော့ရန်ကုန်ကနေပဲစတာဟုတ်နော်လား2009ခုနှစ်ဟုတ်လားဆိုတော့ဒီနောက်ပိုင်းမှာတော့ဒီလောက်ရက်ကလေးကိုနော်ဒီအဖြစ်ပြက်လေးကိုရွှေဝါရောင်ဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့တင်စားကြတာလေးကြားရပါတယ်အဲ့ဒီတုန်းကကြတော့ဟာလေဒီအမြင်လေးတွေကကြည့်မယ်ဆိုရင်တော့မတူဘူးလို့ထင်ရတယ်ဒါပေမဲ့ကျွန်တော်ကဒီလိုတွေးတယ်အဲ့ဒီတုန်းကဖုံတွေဗုဒ္ဓဘာသာဖုံတော်ကြီးတွေကလည်းဒီလမ်းပေါ်မှာလမ်းလျှောက်တဲ့အခါမှာသူတို့ကဘာကိုရည်ရွယ်တာလဲဆိုရင်ငြင်းချမ်းမှုရည်ရွယ်တာပဲဗျတကယ်တမ်းကတော့ဟုတ်လားဆိုတော့တိုင်းပြည်ကအခက်ချက်တဲ့တွေတားကြီးများလာတယ်အဲ့ဒီကာလမှာပေါ့နော်ပြည်သူပြည်သားတွေကဆင်းရဲဒုက္ခအတော်လေးရောက်လာတယ်ကုံစည်းနှုံကြီးမြင့်မှုတွေလူနေမှုဘဝရဲ့အခက်အကျက်တဲတွေမြောက်များစွာသူတို့ကခံစားလာတဲ့ခါမှာဒီຢာတွေကိုဒီဖုံတွေကသိတယ်မြင်တယ်တွေ့တယ်ဘာလို့သိတယ်မြင်တယ်တွေ့တယ်ဆိုတော့ကျွန်တော်ဒီလိုတွေးတယ်ဗျတစ်ဆင့်ပေါ့နော်ဖုံတွေဆိုတာမနှမိုးလင်းတဲ့တပိတ်လေးလွယ်ပြီးတော့စွန့်ခံကြရတာ哦နော်အဲ့ခါကျတော့တိုင်းပြည်မှာကောင်းစားရင်ဘာပဲနေစွန့်လဲကောင်းစားမှာပဲကျွန်တော်တွေးတာပြည်သူလူထုပြည်သူပြည်သားတွေကောင်းစားရင်စွန့်လဲကောင်းစားမှာပဲတိုင်းပြည်ကခက်ချက်တဲရင်ပြည်သူပြည်သားခက်ချက်တဲရင်စွန့်လဲခက်ချက်တဲတဲ့တရုတ်တံအလူခံရမှာပဲအလူခံတဲ့ထဲမှာပါလာမှာပဲဆိုတော့ပြောကြကြီးဆိုရင်ဝဝေးကြီးပြေးမကြည့်နဲ့စွန့်ခံတဲ့တပိတ်ထဲကနော်ဒီလှူပွဲပစ္စည်းကိုကြည့်လိုက်ရင်ကိုသိတာတဲ့ပုံစံမျိုးဖြစ်နေတာအဲ့ခါကျတော့ဒါကျွန်တော်ရဲ့အမြင်အနေနဲ့ပေါ့အမြင်တွေးရတော့ဖုံနေရလေအော်တိုင်းပြည်ဒီခြေနေတွေကနေပြီးတော့မှလွတ်မြောက်ကြောင်းတစ်ခုကိုရပါစေတိုင်းပြည်ဒီခြေနေတွေကနေပြီးတော့မှတိုးတက်ကြောင်းငြိမ်ဝှက်ကြောင်းပြည်သူပြည်သားတွေခံစားရတဲ့ဒီဝေဒနာတွေပူလောင်ခြင်းတွေနော်ဒီຢာတွေကိုလွတ်ငြိမ်းရာတစ်ခုကိုရပါစေဆိုမေတ္တာတုတ်ရွတ်တယ်လို့ကျွန်တော်တော့ကြားဘူးတယ်
အဲ့တော့မြစ်တာတုတ်လေးယူပြီးတော့လမ်းပေါ်မှာလမ်းလျှောက်ကြတယ်အဲ့ဒါကကျွန်တော်တို့ကလမ်းလျှောက်တယ်လို့ပြောဗမာပြည်မှာလမ်းပေါ်မှာလမ်းလျှောက်တယ်လို့ပြောဆန္ဒပြတယ်ဆိုတာပဲများများသုံးကြတာနော်ဒါပေမဲ့ဒီမှာကတော့ဘာကျွတ်ကြော်တယ်မှလည်းမဟုတ်ဘူးလေဘာလုပ်ပေးပါဟိုဟာလုပ်ပေးပါဒါလုပ်ပေးပါနော်အစိုးရဟိုဟာလုပ်ပါလို့ပြောတာမဟုတ်ဘူးမြစ်တာတုတ်ယူပြီးတော့လမ်းလျှောက်တော့ဒါကလေငိမ့်ချင်းရေးကိုဥတီတာပဲလို့တော့ကျွန်တော်မြင်တယ်သို့တော်ညာလေနော်ဒီအစိုးရတွေရဲ့ကင်တွယ်ဖြည့်ရှင်းပေါ့အစိုးရတွေရဲ့လို့ပြောတာအခုအမေရိကန်အစိုးရနဲ့အခု2009တုန်းကကျွန်တော်မြန်မာပြည်အစိုးရပေါ့နော်ဒီသူတွေရဲ့ကင်တွယ်ဖြည့်ရှင်းတဲ့ပုံစံလေးနဲ့ဒီအရာလေးကိုလက်ခံတဲ့လက်မခံတဲ့ပုံစံလေးကတော့ကွာခြားသွားတာပေါ့ဒါလေးကတော့တွေ့ရပါတယ်ခင်ဗျဟုတ်